လှတရားနဲ့ယုံကြည်မှုဒီဝက်ချန်ပေါက်ပြီးတော့ကျန်ခဲ့တဲ့မဲဆက်မှာလည်းတရားရမ်းချနေပြီးတော့ဒီ promotion နဲ့ခံရမယ်ဆိုဆမ်မနဲ့ဆွေးနွေးတယ်မျိုးတက်ချင်လို့မှရှင်အခုမှမြင်တာပေါ့နော်ဟုတ်တယ်ဝက်ချန်တောင်စံပြီးတဲ့အမေဆက်ပေါ့နော်စကားစီရရှိရဲ့အဲ့ဒီမှာလေးပေါ့ဒီဆွေးနွေးတယ်မျိုးဒီလောက်ချိန်မှာဒီကတာပြောင်းနေတယ်ပြီးတယ်အဲ့တော့ကောင်းတဲ့ဆိုတာအစီအပြန်တာတော့အစီအပြန်တာဆိုတော့ဒီကလည်းကောင်းနေတယ်ဘာလို့စိတ်ကတော့အစီအပြန်လိုက်တဲ့မျိုးကောင်းလိုက်လို့ရှိရင်ပုံမှန်ဒီကောင်းတဲ့စာဖြစ်တဲ့ result ရဲ့နှစ်ဆအောင်တာပိုကောင်းတဲ့စာကိုအချိန်ကြီးမှာမြင်ရတယ်မဲမြင်နိုင်ကာဗွန်အစစ်